quiz ဝါကပြန်လဲကြိုးစုပါတယ်ပြောစရာညံစမ်းပဟေလီ20တင်းပနခုမှန်မလဲအတူတူဖြည့်ကြည့်ကြရအောင် ဗီဒီယိုလေးမစတင်ခင်ညံစမ်းပဲဟီလီအတွက် quiz wall channel ကိုကြည့်စုပြီး subscribe လုပ်ပြီးပါနေ့တိုင်းစားပါမယ်ဘိုင်းမပြေဘူးပါလဲထမင်းစားပွဲအစာကိုတင်ပေးတဲ့နေရာပေါ့ခြေတော့၄ချောင်းရှိတယ်လမ်းမလျှောက်နိုင်ဘူးပါလဲကလထိုင်လူတွေထိုင်ဖို့အသုံးဝင်တဲ့ပစ္စည်းပါမျက်စိရှိတယ်မမြင်ရဘူးပါလဲအဝတ်ချုပ်ရမှာမရှိမဖြစ်ပါအမြဲတမ်းရှိမှရှိနေပေမဲ့မြင်လို့မရဘူးပါလဲအနာကဘယ်သူမှကြိုမသိနိုင်တဲ့အချိန်ကာလပါမျိုးတွေရှိတယ်အိမ်နေမရှိဘူးတစ်တောတွေရှိတယ်တစ်ပင်တွေမရှိဘူးရေတွေရှိတယ်ငါးတွေမရှိဘူးပါလဲညပဲဆိုအမြဲတမ်းလာတယ်ဒါပေမဲ့ဘယ်တော့မှမရောက်ဘူးပါလဲမနှက်ဖြန်မျောလင်းချက်အစ်စ်တွေနဲ့ပြည့်နေတာပါအတန်ရှိတယ်ဘာစမရှိဘူးပါလေပဲ့တင်တဲ့တောင်ကြားတွေမှာကြားရတတ်ပါတယ်ခေါင်းရှိတယ်ကိုမရှိဘူးပါလေဒင်းကားပြငွေကြီးပြအသုံးပြုကြတာပေါ့အမြဲတမ်းဆလောင်နေတယ်အစာကျွေးမှရမယ်ထိလိုက်ရင်နှီးရဲသွားမယ်ပါလေမီအပူနဲ့အလင်းကိုပေးစွမ်းပါတယ်အမြဲတမ်းပြီးနေပြီမဲ့ဘယ်တော့မှမရောက်ဘူးပါလေနာယီအချိန်ကိုပြတာပေးတဲ့အရာပါနေ့ပဲဆိုအိတ်နေတယ်ညပဲဆိုနိုးနေတယ်ပါလေလင်းနို့ညဘက်မှာအစာရှာထွက်တတ်ပါတယ်အသက်ရှူပေမဲ့အသက်မရှိဘူးပါလေလီတိုက်ခတ်တာတစ်ပင်တွေလှုပ်ခါစေပါတယ်အမြဲတမ်းတက်နေတယ်ဘယ်တော့မှမစင်ဘူးဘာလဲအသက်လူတိုင်းအတွက်တန်ဖိုးအရှိဆုံးမှာကိုယ်ခန္ဓာမရှိပဲလမ်းလျှောက်နိုင်တယ်ဘာလဲအရေးနေရောင်ကြီးရှိရင်မြင်ရပါတယ်အမြဲတမ်းပေးနေတယ်ဘယ်တော့မှမယူဘာလဲအချိန်
ဘတော်မှပြန်မရနိုင်တဲ့အရာပါမျက်စိမရှိပဲငိုနိုင်တယ်ဘာလဲတိတ်မိုးရွာဖို့အတွက်အရေးကြီးပါတယ်ပါစက်မရှိပဲစကားပြောနိုင်တယ်ဘာလဲစာအုပ်ဘ ഹു တုတတွေအများကြီးပေးနိုင်ပါတယ်အမြဲတမ်းအေးနေတယ်ဒါပေမဲ့ဘတော်မှရီခဲမဖြစ်ဘူးဘာလဲရီခဲတက်တာအစားတောက်တွေကိုလက်ဆက်စီပါတယ်အမြဲတမ်းကြီးထွားနေတယ်ဒါပေမဲ့အသက်မရှိဘူးဘာလဲတောင်ကဘာကြီးရဲ့အလှအပတစ်ခုပါအမြဲတမ်းပြောင်းလဲနေတယ်ဒါပေမဲ့ဘတော်မှမပြောင်းလဲဘူးဘာလဲကဘာကျွန်တော်တို့အားလုံးနေထိုင်ရပါ